ဒီနေ့မှာပထမအဆုံးအနေနဲ့ပြပေးချင်တာကကြတော့ UAE မှာ accountant တယောက်အနေနဲ့အလုပ်လာရှာဖို့ဆိုလို့ရှိရင်ဘာတွေလိုအပ်မလဲဘာတွေပြင်ဆင်ခဲ့ရမလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အဓိကပြောပြပေးသွားမှာပေါ့နော်ပြီးရခါကျရင်ပထမဆုံးအနေနဲ့ကြတော့UAE ကိုလာဖို့ဆိုလို့ရှိရင် medical test အဲ့ဒါအဓိကလိုအပ်တယ်ပေါ့နော် medical test ကကြတော့မြန်မာနိုင်ငံကနေမလာခင်မှာသွားစစ်ထားတာအကောင်းဆုံးပေါ့နော်ဘာတွေဘလို့စစ်ကမလဲဆိုတဲ့ခါကျရင်စေကန်းကိုသွားပြီးတဲ့ခါကျရင်ဒီနိုင်ငံကိုသွားမယ်ပဲကိုသွားချင်တဲ့နိုင်ငံကိုပြောလိုက်လို့ရှိရင်သူတို့အနေနဲ့အကုန်သိရပေါ့နော် package အနေနဲ့သူတို့စစ်ပေးရအဓိကကျတော့ HIV တွေ AIDS တွေ TB ယောဂါတို့ဘာတို့ပေါ့နော်သူတို့အဓိကစစ်ပေးတာအသေးရောင်တောက်ဝါ BC ဘီဘိုးစီဘိုးတော့ပေါ့နော်ဘီဘိုးစီဘိုးကကြတော့လေကိုကမလာခင်မှာကာကွယ်ဆေးတွေဘာတွေလာဖို့ကြာသေးတယ်ဆိုကာကွယ်ဆေးတွေဘာတွေထိုးထားတာတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်အကယ်၍သာလာဖို့နီးသွားတယ်ဆိုလို့ရှိရင်တော့မထိုးလဲဘာမှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့အဲ့တဲကနေမှကိုကစစ်ပြီးရဲ့ခါကျရင်ပို့ပြီးတော့ confirm ဖြစ်သွားတာပေါ့နော်အကယ်၍ဒါအဲ့တဲကနေပြီးတော့တခုခု positive ထွက်တယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ ID run ပေးမှာမဟုတ်တော့ဘူးပေါ့နော်ဒီဘက်မှာအလုပ်ရှောက်တဲ့ခါကြလို့ရှိရင်လောက်ရသွားတယ်လောက်ရသွားတဲ့ခါကျရင် ID run ဖို့အတွက်ကြလို့ရှိရင်အဓိကသူတို့က medical test ကိုစစ်တာ medical test က pass ဖြစ်သွားတဲ့ခါကျမှဒီ ID process ကိုဆက် run တာပေါ့နော်ပြီးတဲ့ခါကြလို့ရှိရင်ဘာဘွဲတွေ diploma တွေလိုအပ်လဲဆိုလို့ရှိရင် accounting နဲ့ပတ်သက်တဲ့ bachelor သို့မဟုတ်diploma တစ်ခုခုရှိတာကတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့တချို့ကကြတော့လည်း bachelor မရှိသေးဘူးတချို့ကြတော့လည်းအသက်ငယ်ငယ်လေးနဲ့ထွက်လာတဲ့လူတွေရှိရဲအဲဒီလူတွေဆိုလို့ရှိရင် bachelor degree ကမရှိသေးဘူးdiploma နဲ့လည်းအလုပ်လျှောက်လို့ရတယ်ပေါ့နော်diploma ဘလို့ diploma နဲ့လှုပ်ရှားလို့ရလဲဆိုလို့ရှိရင်SCCI level 3တို့ပါတော့ပြီးတဲ့ခါကျလို့ရှိရင် ACCA part 1တို့ ACCA part 2ကို diploma ရထားတယ်ဆိုလို့ရှိရင် bachelor မရှိသေးဘူးဆိုလို့ရှိရင်လည်းတို့အလုပ်ခန့်တယ်ပေါ့နော်ဒါပေမဲ့ ID card ထွက်တဲ့အခါကျလို့ရှိရင်တော့diploma ACCA part 1 diploma နဲ့ဆိုရင်တော့ accountant position နဲ့မထွက်ဘူးပေါ့နော်တခြား position နဲ့တို့ထွက်မှာပြီးတဲ့ခါကျရင်ကိုကကြတော့အင်္ဂလိပ်တို့တခြားဘွဲ့တွေနဲ့ရထားတယ် accountant ဘွဲ့နဲ့ရထားတာမဟုတ်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်လည်းအလုပ်ကရှောက်လို့ရတယ်သူတို့အလုပ်ခန့်တယ် accountant အနေနဲ့ assistant account တို့ဘာလို့အဲ့လိုမျိုးဘာကိုက experience ရှိရဆိုလို့ရှိရင်senior account တို့ဘာလို့အကုန်လုံးရှောက်လို့ရတယ်ပေါ့နော်အကယ်၍ကိုကတခြားဘွဲ့ဖြစ်နေတယ် accountant ဘွဲ့မရှိဘူးဆိုရင် accounting diploma နဲ့ပဲအလုပ်ရှောက်လို့ရတယ်ပြီးရခါကြလို့ရှိရင်အလုပ်ငန်းတွေ့ကြုံကကြတော့ working experience ပေါ့နော် working experience အနေနဲ့ဆိုလို့ရှိရင် accountant တယောက်အနေနဲ့အနည်းဆုံး2နှစ်3နှစ်လောက်တော့ experience ကမြန်မာနိုင်ငံမှာရှိခဲ့တာကောင်းတယ်ပေါ့နော် no experience နဲ့ဆိုလို့ရှိရင်အလုပ်လျှောက်ရတာကနည်းနည်းလေးတော့ခက်မယ်သူတို့က UAE မှာရောက်နေခဲ့ရင်တော့မှ UAE experience ကိုပို့ပြီးတော့ဦးစားပေးကြတာများတယ်ဒါပေမဲ့ကိုကမြန်မာနိုင်ငံမှာကိုကလုပ်ခဲ့တယ်ဒီ process တွေလုပ်ခဲ့တယ်ဥပမာထားလိုက်ပါတော့ ARAP တို့ဘာတို့ကိုက full set မကင်ခဲ့တင်တော့မှ accountant အနေနဲ့လုပ်ခဲ့တယ်ဆိုလို့ရှိရင်ဒီမှာအလုပ်လာလျှောက်လို့ရတယ်အဲ့ဒါ accountant position နဲ့ပဲပေါ့နော်ဒါပေမဲ့senior account တို့ဘာလို့တော့မဟုတ်ဘူးပေါ့နော် junior account တို့ assistant account တို့ account receivable pay တွေပဲတချို့ဆိုလို့ရှိရင် stop တွေဘာတွေနဲ့လည်းstop အပိုင်းနဲ့လည်းရှောက်ကြတာရှိရဲဒါပေမဲ့stock အပိုင်းကိုတော့တိတ်ပြီးတော့ဦးစားမပေးဘူးပေါ့နော် accountant position နဲ့ရအောင်ရှောက်ကြည့်စေချင်တယ်ကိုကနည်းနည်းလေးကြာသွားခဲ့ရင်တော့မှဘာမှမဖြစ်ဘူး accountant position မရမချင်းရှောက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ရှောက်တကယ်ကိုရတယ်ပေါ့နော်စူးစမ်းပြီးရှောက်တယ်ဆိုလို့ရှိရင်ရတယ်ပြီးရခါကျရင် accounting knowledge အနေနဲ့ဆိုလို့ရှိရင်ဘာတွေရှိရမလဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာ small company လောက်မှာ full set account ပေါ့နော်ဘယ်လိုဆွဲရလဲဆိုတဲ့ knowledge လောက်ကိုတော့ရှိအောင်တော့လုပ်ထားပါတော့ကိုကမြန်မာနိုင်ငံမှာ full set ကိုမကင်ခဲ့ဘူးဥမာ ARAP တို့ဘာလို့ကိုက petty cash ပဲကင်ရတယ် general ledger လောက်ပဲကင်ရတယ်ဆိုခဲ့ရင်တော့ဒီ full set ကိုဘယ်လိုလုပ်ရလဲအဲ့ဒီရဲ့ process ကြကိုဥမာတင်တန်းပဲဖြစ်ဖြစ် YouTube တို့ဘာတို့ကပဲဖြစ်ဖြစ်လေ့လာထားတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုတေချာလေးနည်းနည်းပါးပါးထပ်လေ့လာပေါ့နော်ကိုမကင်ခဲ့ရင်တော့မှ
တင်နန်းတက်တာပဲဖြစ်ဖြစ် on job training တို့ဘာလို့မှတက်တာပဲဖြစ်ဖြစ်အဲ့လို full set ရဲ့သဘောတရားကိုနားလည်အောင်တော့လုပ်ထားအကယ်၍ဒါသူက interview မှာတချို့ interview တွေဆိုလို့ရှိရင် try balance ပေးပြီးတော့ profit and loss တို့ balance sheet တို့ဘာလို့ထိတောင်ဆွဲခိုင်းတတ်တာရှိရယ်ဒါပေမဲ့အဲ့ဒါက company အကြီးတော့မဟုတ်ဘူးเนาะfull set ဆွဲခိုင်းတာက small company လောက်ပဲကိုက try ပေးပြီးတော့ profit and loss balance sheet လောက်ကိုဆွဲပြနိုင်နေဆိုလို့ရှိရင်အလုပ်ရနိုင်ခြေများတာပေါ့เนาะဒါပေမဲ့တချို့ကကြတော့လေ interview မှာကသူတို့က company ပေါ်မှာမူတည်တယ်တချို့က test တွေမေးတယ်တချို့ကဒီလိုမျိုး journal entry လောက်ကိုပဲမေးတယ်ကွာဥမာ acute expense ဆိုလို့ရှိရင်ဘယ်လိုမျိုးလဲပေါ့เนาะဘယ်လိုမျိုးတိုက်တွေနဲ့သွားလဲဥမာ prepaid expense ဆိုဘယ်လိုသွားလဲအဲ့ဒါမျိုးလောက်ကိုတော့မေးတာတွေလည်းရှိရပေါ့နော် full set မဆွဲခိုင်းမဲနဲ့အဲ့လိုကို transition ပြောပြီးတဲ့ခါကျရင်ကိုအမေးဖြေလောက်ကိုလုံနိုင်လားပေါ့နော်အဲ့လောက်ထိပြောပြနိုင်တယ်ဆိုရင်ဒီ accounting knowledge အနေနဲ့ကိုကပြောပြနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော် interview ရရတာနဲ့အလုပ်ရနိုင်ခြေများတယ်ပြီးတဲ့ခါကျလို့ရှိရင်exam နဲ့ပတ်သက်ပြီးတဲ့ခါကျရင်တော့များလေးလေ့ကျင့်ခဲ့ပေါ့နော်သူက interview မှာက exam လောက်ခိုင်းတဲ့ company exam ကိုလောက်ခိုင်းsample အနေနဲ့လောက်ခိုင်းတဲ့ company ကများတယ်တချို့ဆိုရင် function တွေကိုဥမာဒီသူက format တစ်ခုလောက်ပေးထားတယ်ပေးထားပြီးတဲ့ခါကျရင်ဒါကို VLOOKUP နဲ့ချိန်ပြဒါကို submit function နဲ့ချိန်ပြသူတို့ကဘေးမှာကြည့်ပြီးတော့ကိုdirect ချိတ်ပြခိုင်းတာပေါ့နော်ဒီဟာကိုပိုင်ပေါ့တေပဲနဲ့ဆွဲပြအဲ့လိုမျိုးဆိုလို့ရှိရင်ကိုကတန်းပြီးတော့သူတို့ပြောတာနဲ့အကုန်လုံးလုံနိုင်အောင်အဲ့လောက်ထိကိုကျင့်ထားပါတော့ဒါပေမဲ့အများကြီးတော့မဟုတ်ပါဘူး exam function နဲ့ပတ်သက်ပြီးတော့ဆိုအများကြီးလည်းအရင်ကြီးလည်းမရှိပါဘူးဥမာထားလိုက်ပါတော့10ခုလောက် popular ဖြစ်တဲ့ဟာဆို VLOOKUP တို့ submit function တို့ if function တို့ဘာလို့ HLOOKUP တို့ဘာလို့အဲ့ဒါမျိုးတွေရဲ့ function တွေတော်တော်များများကိုဒါ YouTube မှာလည်းလေ့လာလို့ရတယ်အဲ့လိုမျိုးလေ့လာထားလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူတို့မေးတဲ့ခါကျလို့ရှိရင်ကိုကလွယ်လင့်တကူဖြေနိုင်တယ်သူတို့ကနေပြီးတော့စရင်းပေးပြီးတော့ကို link ချိတ်ခိုင်းတာတို့ဘာလို့ပဲဖြစ်ဖြစ်ဥမာထားလိုက်ပါတော့သူတို့training ဆွဲခိုင်းတာပဲဖြစ်ဖြစ် profit and loss ဆွဲခိုင်းတာပဲဖြစ်ဖြစ်ဒီ link တွေကိုအဲ့ဒီသူတို့ရှေ့ရောက်တဲ့ခါမှာကိုကမလုပ်ပြနိုင်ဘူးဆိုလို့ရှိရင်ဒီဟာ interview က face ဖြစ်မှာပေါ့နော်အဲဒါကြောင့်မလို့ exam နဲ့ပတ်သက်ပြီးတော့ဆိုရင်အဲ့ဒီရဲ့ function တွေတော်တော်များများနည်းနည်းပါလေ့လာခဲ့ပေါ့နော်ပြီးတဲ့ခါကျရင် accounting software အနေနဲ့ဆိုလို့ရှိရင်ဒီမှာအများဆုံးသုံးတဲ့ software ကကြတော့ဒါ QuickBooks online တို့ Zoho Book တို့ပါတော့ဒီမှာ Zoho Book ဆိုလို့ရှိရင်အရန်သုံးတယ် Zoho Book တို့ QuickBooks online တို့ပါတော့ဆိုလို့ရှိရင်တော်တော်များများသုံးတယ် Zoho ဆိုလို့ရှိရင်သူက web filing လောက်တာတို့ပါတော့ဆိုသူက automatic ထွက်တဲ့ပုံစံမျိုးပေါ့နော်သူက link ချိန်ထားတဲ့ခါကျ Zoho သုံးတဲ့ company တွေလည်းတော်တော်များများရှိရယ်ပြီးရင် Tally ERP တို့ပါတော့ပေါ့နော်Tally တို့ Odoo software ဆိုလို့ရှိရင်ဒါ Odoo software တို့ဘာလို့ဆိုလို့ရှိရင်ဒါ YouTube မှာလေ့လာလို့ရတယ်တချို့ဆိုလို့ရှိရင်သင်တန်းဘယ်မှာတက်ရမလဲလာမေးကြတယ်ကွာ Odoo software ကတိတ်ပြီးတော့မြန်မာနိုင်ငံမှာလည်းတိတ်ပြီးတော့မသုံးဖြစ်ဘူး Zoho တို့ဘာလို့ဆိုရင်မြန်မာနိုင်ငံမှာတိတ်ပြီးတော့မသုံးဘူး Tally တို့ဘာလို့ဆိုဒါပေမဲ့ YouTube မှာရိုက်ရှာကြည့် full set ထိသင်ပေးထားတဲ့ဟာတွေအများကြီးပဲပေါ့နော်အဲ့ဆိုရင်ဒီမှာပြထားတဲ့ဟာတွေကနေပြီးတော့3ခုလောက်ထိကိုကpurchase ကိုဘယ်ကသွင်းရမလဲ expense ကိုဘယ်ကသွင်းရမလဲဥမာထားလိုက်ပါတော့ invoice design ကိုဘယ်နာကနေဖွင့်ရမလဲအဲ့ဒါမျိုးလောက်ကိုသိအောင်လုပ်ထားပါတော့ဒါပေမဲ့သူတို့ကအကယ်၍တချို့ company တွေဆိုလို့ရှိရင်QuickBooks ကိုဖွင့်ပေးတယ်ဖွင့်ပေးပြီးတဲ့ခါကျတော့ invoice တစ်ခုကိုပြလိုက်တယ် invoice တစ်ခုကိုပြပြီးတော့ဒီ invoice ကိုဘယ်နာကနေသွင်းမှာလဲဥမာထားလိုက်ပါတော့ဒါဒီ invoice တစ်ခုသွင်းမယ်ဆိုလို့ရှိရင်ဘေးတွေကနေဥမာ QuickBooks မှာဆိုလို့ရှိရင်ဘေးတွေကနေသွားမယ်ဒါတွေကိုကသိတဲ့ခါမှပဲ interview မှာချက်ချင်းပြနိုင်မှာပေါ့နော်အဲ့တော့အဲ့ဒီရဲ့အပေါ်မှာပြထားတဲ့3ခုလောက်ထိကိုလေ့လာခဲ့ပေါ့နော်အဲ့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမှာပေါ့နော်ပြီးရင် test knowledge ကကြတော့UAE မှာကြတော့အခွန်2မျိုးလေ့လာခဲ့ပေါ့နော်အခွန်2မျိုးကိုဘယ်ကလေ့လာရမလဲဆိုလို့ရှိရင်ဒီမှာကတိတ်ပြီးတော့များဆဆ personal income tax တွေဘာတွေအဲ့လိုမျိုးမရှိဘူးများသောအားဖြင့်က VAT 5% ဒီကောင်က sales ပေါ်မှာကောက်တဲ့ဟာ corporate
9%အဲ့ဒီရဲ့9%အဲ့ဒါတွေကကြတော့လဲနောက်ပိုင်းကျလို့ရှိရင်တေချာလေးတစ်ချက်ပြန်ပြောပြပေးမယ်ဒီဒေးကြကြပေါ့နော်ဘယ်ကနေလေ့လာလို့ရလဲဆိုတော့အခုပြထားတဲ့ဟာကကြတော့ HAAB ဆိုတဲ့ accounting consultancy ဆိုအဲ့ဒီရဲ့ဟာမှာဆိုလို့ရှိရင် consultancy ပေါ့နော်အဲ့ဒီဟာမှာဆိုလို့ရှိရင်သူက web filing လောက်တာတွေပြီးရင်ဘယ်လိုလုပ်ရတာလဲဆိုတဲ့ဟာတွေ video file ဘောင်းကသူ့ရှိမှာအများကြီးရှိရပေါ့နော် file 20 30လောက်ရှိရအဲ့ဒီဟာမှာတွက်ကြည့်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါ VAD filing ကဘယ်လိုလုပ်ရတာလဲဆိုတာသိသွားလိမ့်မယ်ပြီးတဲ့ခါကျနောက်ပိုင်းကျလို့ရှိရင်တော့ဒီဒေးကြလည်းနည်းနည်းပြောပြပေးမယ်ပေါ့နော်ဒီဘက်ကပြထားတဲ့ဟာကကြတော့ Federal Tax Authority ဆိုတာဒါက UAE ရဲ့ official website ပေါ့နော်ဒီမှာပဲဒီကနေပဲသွားပြီးတော့ VAT registration တွေ corporate registration တွေပြီးရခါကျရင် VAT filing တွေ corporate filing တွေကဒီ website ကနေပဲသွားလုပ်တာအဲ့ဒါကိုသိကျင်တယ်ဆိုလို့ရှိရင် YouTube မှာဒီ Google မှာပေါ့နော်official website က Federal Tax Authority ဆိုပြီးတော့သွားပြီးတော့ကြည့်လိုက်အဲ့ဒီမှာကြည့်လိုက်တဲ့ခါကျရင်အဲ့မှာ registration တို့ဘာလို့အဲ့မှာပြထားလိုက်မယ်အဲ့ဒီကနေပြီးတော့သွားပြီးတော့သူ့ရဲ့ test note တွေအကုန်လုံးသွားဖတ်လို့ရတယ်ပေါ့နော်ကိုကမလာခင်မှာဒီ VAT အကြောင်းနဲ့ပတ်သက်ပြီးတော့ corporate tax အကြောင်းနဲ့ပတ်သက်ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်ဒီ website နဲ့ဒီရဲ့အမှပြထားတဲ့ YouTube channel ဟိုဘက်ကကျတော့ HAAB ဆိုတာ YouTube channel အဲ့ဒီမှာသွားပြီးတော့ filing ပုံစံတွေဘယ်လို filing လုပ်နေတာလဲဒီမှာလဲ quarterly ပဲမြန်မာနိုင်ငံမှာလို့တော့ quarterly က fix တော့မဖြစ်ဘူး company တစ်ခုနဲ့တစ်ခု quarterly VAT filing လုပ်ရတဲ့ပုံစံက registration certificate ပေါ်မှာမူတည်ပြီးတော့ကွဲသွားတာပေါ့နော်အဲ့ဒါမျိုးပေါ့အဲ့မှာသွားပြီးတော့လေ့လာလို့ရတယ်ပြီးရင် language အနေနဲ့ကြတော့ English စာရရုံနဲ့ကအလုပ်ရတယ်တချို့ကကြတော့Urdu တက်မှ Hindi တက်မှ Arabic တက်မှလို့မျိုးတော့မဟုတ်ဘူးအဲ့ဒါတွေတက်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ chance ကများတယ်အလုပ်ရဖို့အတွက်ကို chance ကများတယ်ဒါပေမဲ့ English စကားကိုပြောရုံ English စကားကိုနားလည်ရုံနဲ့ဒီမှာ accountant တစ်ယောက်အနေနဲ့အလုပ်ကိုကောင်းကောင်းရှာလို့ရတယ်တနိုင်ငံလုံးကတော်တော်များများကအင်္ဂလိပ်လိုပြောကြတာများတယ်ဖိလစ်ပင်းလည်းအင်္ဂလိပ်လိုပြောတယ်ဒီမှာနိုင်ငံစုံဆိုတဲ့ခါကျတော့လေပါကစ္စတန်ဆိုလို့ရှိရင်လည်းအင်္ဂလိပ်လိုပြောတယ်အိန္ဒိယတွေဘာတွေအကုန်လုံးကအင်္ဂလိပ်လိုပြောကြတယ်ဒါပေမဲ့သူတို့ဘာသာစကားတက်ထားရင်တော့ပို့ပြီးတော့ challenge ပိုကောင်းတာပေါ့နော်တချို့ကကြတော့စိတ်ပူကြတယ်ဒီနိုင်ငံကကြတော့အစ္စလာမစ်နိုင်ငံလည်းဖြစ်တဲ့အတွက်ဘာသာစကားကအင်္ဂလိပ်စကားရရုံနဲ့အဆင်ပြေပါမလားပေါ့နော်အဲ့လိုမျိုးအင်္ဂလိပ်ကိုနားလည်ရုံနဲ့အဆင်ပြေပေါ့နော်ပြီးတဲ့ခါကြလို့ရှိရင်အလုပ်ရှာတဲ့နေရာမှာဘယ်နေရာတွေကအလုပ်ရှာရမလဲဆိုလို့ရှိရင်ဥပမာဒီမှာကကြတော့ပြထားတာကကြတော့4-5ခုလောက်ရှိရပြီးရင်သွားပြီးတော့ Google ကနေပြီးတော့လည်းသွားရှာကြည့်လို့ရတယ်ဒါပေမဲ့ဒီဘက်မှာအကောင်းဆုံးအလုပ်ရှာတဲ့ website ကကြတော့ Indeed နဲ့ LinkedIn ပဲအမဆိုလို့ရှိရင်လည်းအလုပ်3ခုပြောင်းထားတဲ့အခါမှာ Indeed ကနေပြီးတော့ပဲအလုပ်ရတာIndeed ကနေပြီးတော့ပဲ interview တွေအများကြီးပဲရတယ်ပထမဦးဆုံးဆိုလို့ရှိရင်လည်းရောက်ခါစားမှာပဲ Indeed ကနေပြီးတော့ပဲ interview တွေအများကြီးပဲရတယ် LinkedIn လည်းရတယ်ဒါပေမဲ့ကိုကဒီမှာရှောက်ရမယ့်အခြေအနေမျိုးကအရန်အားနေရပေါ့နော်အလုပ်တစ်ဖက်နဲ့ရှောက်တာမဟုတ်ဘဲနဲ့တနေ့ကုန်အလုပ်ထိုင်ရှောက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီမှာပြထားတဲ့ Golf Talent တို့ Navigo တို့ Viet တို့ဘာတို့အဲ့ရနေပြီးတော့သွားပြီးတော့လည်းရှောက်လို့ရတယ်တခြား website တွေလည်းရှိသေးရပေါ့နော်ဒါတွေကတော့အဓိကဒီ UAE မှာရှောက်တဲ့ website တွေပေါ့နော်LinkedIn ဆိုလို့ရှိရင်လည်း profile ကိုကကောင်းကောင်းစောက်ထားမယ်ပြီးတော့ LinkedIn မှာတွားပြီးတော့ကိုယ့်ရဲ့profile တို့ကိုယ့်ရဲ့ပြီးရင်အလုပ် experience တွေကိုယ့်ရဲ့ဒီ qualification တွေဘာတွေအကုန်လုံးသွားဖြည့်ထားပါတော့ profile ကောင်းကောင်းမလာခင်ကတည်းကစောက်ထားပြီးအဲ့လိုမျိုးအဆင်ပြေတယ်ပေါ့နော်ဒီ Indeed နဲ့ LinkedIn ကပဲသွားပြီးတော့ရှောက်ခဲ့ရင်တော့မှအလုပ်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့မြန်မာနိုင်ငံကနေပြီးတော့အလုပ်လှမ်းလျှောက်တဲ့ခါကြလို့ရှိရင် UAE မှာအဆင်ပြေလားဆိုလို့ရှိရင်5% နဲ့10% လောက်ပဲအလုပ်ရတယ်ဘယ်လိုလူမျိုးတွေအလုပ်ရလဲဆိုလို့ရှိရင်ကိုကကုမ္ပဏီမှာရှိနေတယ်မြန်မာတယောက်ရှိတယ်ကိုယ့်ရဲ့တငယ်ချင်းကိုလှမ်းခေါ်ပေးတယ်အဲ့လိုမျိုးလူမျိုးတွေဆိုရင်တော့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံကနေပြီးတော့ပဲဒီ UAE ကိုဦးစားပေးပြီးရှောက်မယ်ဆိုလို့ရှိရင်အကြံပေးချင်တာစင်ကာပူဘက်ကိုရှောက်ပို့ပြီးတော့အလုပ်ရနိုင်ချေများတယ်
UAE ကကြတော့မြန်မာနိုင်ငံဘက်ကနေပြီးတော့လှမ်းခေါ်တဲ့လူဆိုတာရှားတယ်ဒီကိုရောက်နေတဲ့လူတွေကအများကြီးဖြစ်တဲ့အတွက်ဒီကိုရောက်နေတဲ့ visit visa နဲ့အလုပ်လာရှာပြီးတော့ကွာသိရမလားရောက်နေတဲ့နိုင်ငံပေါင်းစုံကရောက်နေတဲ့လူတွေကအများကြီးပဲအဲ့တော့တို့ကဒီကလူတွေကိုပဲဦးစားပေးတာများတယ် interview ခေါ်တယ်ပြီးရခါကျရင်ဒီကို visit visa နဲ့အလုပ်လာရှာမယ်ဆိုလို့ရှင်အလုပ်မရဘဲနဲ့ပြန်သွားရတဲ့လူကြီးဆိုတာနဲတယ်ကွာသိရမလားဒီကိုအလုပ်လာရှာမယ်ကို့မှာလည်းလိုအပ်တဲ့ skill တွေဖြည့်ခဲ့မယ်အဲ့လိုမျိုးဆိုလို့ရှင်အလုပ်ရနိုင်ချေကလုံးဝ99%လုံးဝအလုပ်ရတယ်ကွာသိရမလားပြီးရခါကျရင် agent နဲ့လာဖို့ဆိုလို့ရှင်လုံးဝအားမပေးဘူးကို့မှာတငယ်ချင်းရှိတယ်အဲ့လိုမျိုးဒီဘက်မှာလည်းမိတ်ဆွေတွေရှိရဆိုအဲ့လိုလူတွေနဲ့ချိတ်ပြီးတော့အလုပ်လာရှာရင်ပို့ပြီးတော့ chance များတယ်အမားတို့တော့လာတော့ဆိုလဲအဲ့တိုင်းပဲတငယ်ချင်းတွေ group ဖွဲ့ပြီးတော့အဲ့လိုမျိုး၄ယောက်လောက်ကို group ဖွဲ့ပြီးတော့အလုပ်လာရှာတာဘယ်လောက်မှမကြောက်ဘူး2ပတ်အတွင်းလောက်ကိုအလုပ်ရတယ်ပေါ့နော်ပြီးရခါကျရင်ကိုကမလာခင်မှာနေရာတို့အခန်းရှာတာတို့ဘာလို့ကြတော့ဒီဘက်မှာပြထားတယ် Ariga and Union ဆိုတဲ့အဲ့ဒီရဲ့ group တို့ပြီးတဲ့ခါကျရင်Ariga မြန်မာ community တို့အဲ့ဒီမှာတွားပြီးတော့နေရာကိုတွားရှာလို့ရတယ်ပေါ့နော်ဒီမှာပြထားတဲ့ group တွေကနေပြီးတော့ကိုကမလာခင်ကတည်းကနေပြီးတော့အိမ်ဘယ်မှာရှာလို့ရမလဲဆိုလို့ရှိရင်Ariga နဲ့ Union Metro Station မှာရှာပေါ့နော်အဲ့ဒီနှစ်နေရာကမြန်မာတွေအများဆုံးနေတဲ့နေရာတခြားနေရာတွေမှာတော့မြန်မာတွေရရှိတယ်ဒါပေမဲ့ဒီနေရာနှစ်နေရာလောက်ကိုတိတ်ပြီးတော့မရှိဘူးတခြား metro station တွေပါဆိုလို့ရှိရင်တော့ဟိုပါပေါ့နော်ရှိရရှားတယ်ဒါပေမဲ့ Ariga ရဲ့ Union Metro Station ရဲ့အဲ့ဒီနှစ်နေရာမှာမြန်မာတွေအများဆုံးနေတယ်အဲ့ဒီပြထားတဲ့ group တွေကလည်းအဲ့ဒီနှစ်နေရာမှာအခန်းတွေအများဆုံးအဖြစ်ရှိတယ်ပေါ့နော်တချို့အိမ်ရှင်တွေကြတော့လေသူတို့ကဒီမြန်မာနိုင်ငံကနေငှားတာပဲဖြစ်သူကdeposit တောင်းတယ် AED 50ကနေ100ပေါ့နော်100ကြားတောင်းတယ်သူက KP နဲ့လွှဲခိုင်းတယ်ဒါပေမဲ့ကို account သူတို့ရဲ့ account တွေထဲတို့ဘာလို့ဆိုရင်တော့နည်းနည်းပဝင်ကြည့်ပေါ့နော်ဒီဘက်မှာကတော့အဲ့လိုတောင်းတဲ့လူလည်းရှိတယ်မတောင်းတဲ့လူလည်းရှိတယ်သူတို့ကဘာဖြစ်လို့လဲဆိုတော့ကိုကနေမယ်လို့ပြောထားပြီးတဲ့ခါကျမှတခြားသိရမလားမနေဖြစ်တော့တာတို့ဘာလို့ဆိုသူတို့အတွက်ကတလနဲ့နာတယ်ဆိုလို့ရှိရင်လည်းနဲတာမဟုတ်ဘူးလေအဲ့တော့အားကြောင့်မလို့ deposit တောင်းတယ် AED 50ဆိုလို့ရှိရင်မြန်မာငွေနဲ့ဆိုလို့ရှိရင်9000ကျော်9000ခွဲ6000ဝန်းကျင်လောက်ရှိရပေါ့နော်100ဆိုလို့ရှိရင်3သိန်းနဲ့9000 3သိန်း1000အဲ့ဝန်းကျင်လောက်ဒီ rate ပေါ်မှာမူတည်ပြီးတော့အဲ့လောက်တောင်းတတ်တယ်ပေါ့နော်ကိုdeposit အနေနဲ့တောင်းထားတယ်ဒါပေမဲ့သူတို့ရဲ့ကိုကကြည့်ပေါ့နော်အကောင့်ထဲတွေပဲဝင်ကြည့်ပြီးတော့ပေးတင်တယ်လူဆိုလို့ရှိရင်ပေးထားလိုက်ကြိုပြီးတော့လေဒါကတော့ထုံးစံအရာပေါ့နော်အမားတို့ဒီမှာတော့ငှားတယ်ဆိုလို့ရှိရင်တို့က deposit တောင်းကြတယ်ပေါ့နော်နောက်တစ်ခုကကြတော့အလုပ်ရနိုင်ခြေကကြတော့သူကwithin 1 week ကနေပြီးတော့2 month အတွင်းကိုအလုပ်ရနိုင်တယ်အမားတို့ဆိုလို့ရှိရင်ဒီကိုရောက်ပြီးတဲ့ခါကျ2ပတ်ဝန်းကျင်မှာအလုပ်ရတယ်ဆိုရင်တော့မှကိုကအဲ့တုန်းကဆိုရင်3ခုအလုပ်ရတယ် offer 3ခုရတယ်ပေါ့နော်3ခုရရဲဆိုတာ2ခုကတပြိုင်နက်တည်းတစ်ရက်တည်းမှာပဲ offer ချပေးရပထမတစ်ခုကကြတော့ကိုကမကြိုက်လို့ဆိုပြီးတော့cancel လိုက်တယ်ပေါ့နော်ဒုတိယ2ခုကကြတော့အဆင်ပြေတာကိုပဲကိုကရွေးချယ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်တကယ်လို့ဒါ2လအတွင်းမရဘူးဆိုလို့ရှင်လည်းဗီဇာကိုဒီမှာတိုးလို့ရတယ်ဗီဇာတိုးတာကလည်းကိုကလှုပ်เสียမလို့ဘူးagent ကနေပြီးတော့ပဲအစဆုံးကိုကဗီဇာတိုးချင်လို့ပါလို့ပြောလိုက်လို့ရှင် agent ကနေပြီးတော့ပဲအစဆုံးလုပ်ပေးရပေါ့နော်inside တိုးတာရှိတယ် outside တိုးတာရှိတယ် outside ဆိုတာကကြတော့ UAE ကနေပြီးတော့ Oman တို့ဘာတို့အထွက်ပြရတယ်ပေါ့နော်အဲ့လိုအထွက်ပြပြီးတော့ဗီဇာတိုးတာလည်း1000ကျော်လောက်တော့ရှိမယ်ပေါ့နော်အဲ့ဒီ outside တိုးရဲဆိုလို့ရှိရင်အထွက်ပြပြီးတော့တရက်လေရင်မြန်နဲ့ဖြစ်ကားနဲ့ဖြစ်အဲ့လိုမျိုးအထွက်ပြပြီးတဲ့ခါကျရင်ပြန်ဝင်လာပြီးတဲ့ခါကျရင်2လဗီဇာရတယ်ပေါ့နော်ထပ်ပြီးတော့ကိုဝယ်လာတာက2လပြီးတဲ့ခါကျရင် inside 2လထပ်တိုးရဲဆိုလို့ရှိရင်4လဖြစ်သွားမယ်အဲ့ဒီ4လမှာမှအလုံးမရသေးဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ outside တွေထပ်တိုးပြီးတော့နေလို့ရတယ် UAE ကအဲ့တခုကအားတာတယ်ပေါ့နော်ကိုကအလုံးမရမချင်းအလုံးရှာပြီးတော့ဒီမှာဆက်ပြီးတော့နေွားမယ်နေွားပြီးတဲ့ခါကျရင် interview ရမယ် interview ရပြီးအလုပ်ရတဲ့ဟာကလုံးဝ100% နီးပါးလောက်ကိုတည်ကြတယ်ပေါ့နော်
ပြီးရင်အင်တာဗျူးမှာမေးလေးမေးထားရှိတဲ့မေးခွန်းတွေကကြတော့ဘာတွေလဲဆိုတော့အများသောအားဖြင့်ကကိုယ့်အကြောင်းကိုမိတ်ဆက်တဲ့မေးခွန်းတွေကိုမေးတယ်။ဥပမာ tell me about yourself တို့ဘာလို့ဆိုလို့ရှိရင်အဲ့ဒါတွေသေချာလေးပြင်ဆင်ခဲ့ပြီးရခါကျရင်အရင်လောက်ကအတွေ့အကြုံတွေကဘာတွေလဲဆိုတော့များသောအားဖြင့်မေးတယ်သူတို့ကုမ္ပဏီမှာဘာကြောင့်မလို့အလုပ်လုပ်ချင်တာလဲအကယ်၍သာဒီကုမ္ပဏီမှာအလုပ်ဒီနိုင်ငံကိုဘာလို့အလုပ်လာလုပ်ချင်တာလဲအဲ့လိုမျိုး first experience တွေဆိုသူတို့မေးတတ်တယ်ပေါ့နော်ပြီးရခါကျရင် try တို့ face access ဆိုတာဘာလဲဥပမာ deviation ဆိုတာဘယ်လိုမျိုးလဲဥပမာ verb တွေကိုသိလား verb ဆိုလို့ရှိရင်ဘယ်လောက် percent လဲverb finding က quarterly လားဘယ်လိုမျိုးလဲပေါ့နော် excel function တွေဘာတွေဆိုလို့ရှိရင်လည်းဥပမာ vlookup တို့ဘာတို့ဘယ်အချိန်မှာသုံးတာလဲအဲ့ဒါမျိုးလေးတွေလည်းမေးတတ်တယ်ပေါ့နော်ကိုကမေးနိုင်မဲ့interview question တွေ4-50လောက်ကိုတွားပြီးတော့နှုတ်ထုတ်ထားပြီးတော့အမြဲတမ်းဖတ်နေပေါ့နော်ဒီဟာနဲ့ used to ဖြစ်နေအောင်သူမေးလိုက်တာနဲ့ကိုကတန်းဖြေနိုင်အောင်သူတို့ဒီမှာကရောက်ချင်းမှာကနည်းနည်းပြဿနာတစ်ခုကကြာအိန္ဒိယ essence ဖြစ်တဲ့အတွက်နည်းနည်းလေးနားမရင်ဘူးနားမရင်တဲ့ခါကျတော့သူတို့စကားပြောတဲ့ဟာကဘယ်လိုပြောနေလဲဆိုတော့ကိုကတိတ်ပြီးတော့သဘောမပေါက်တဲ့ဟာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့နည်းနည်းလေး used to ဖြစ်အောင်မလာခင်ကတည်းကနည်းနည်း movie တွေများကြည့်အင်္ဂလိပ်စကားနဲ့နည်းနည်းနားလည်အောင် interview အမေးဖြေတွေပါဆို YouTube မှာရှိရယ်အဲ့ဒီရဲ့ YouTube ကquestion and answer လေးတွေပါလေးတွေနည်းနည်းကိုကဖြေကြည့်ကိုဒီအကောင့်လေးနဲ့ပတ်သက်တဲ့အမေးဖြေလေးတွေနှုတ်ထုတ်ပြီးတဲ့ခါကြလို့ရှိရင်ကိုကအမြဲတမ်းနေ့တိုင်း used to ဖြစ်နေအောင်ဒီဟာကိုမိုးလင်းလဲဖတ်ကြည့်မိုးချုပ်လဲဖတ်ကြည့်အဲ့လိုမျိုးအလွတ်ရနေစရာမလိုဘဲနဲ့သူတို့မေးလိုက်တာနဲ့တက်ခနဲဖြေနိုင်အောင်ပေါ့နော်အဲ့လိုလူမျိုးဆိုလို့ရှိရင်ပို့ပြီးတော့ interview မှာ chance ပို့ရတယ်ပေါ့နော်ကိုကအလောက်ခန့်နိုင်သူတို့အလောက်ခန့်နိုင်တဲ့အခြေအနေပိုများတယ်ပေါ့နော်ကိုကမေးလိုက်တဲ့ခါမှာဘာမှအဲ့လိုမျိုးကြောက်အားလန့်အားနဲ့ဖြစ်သွားတာတို့ဘာလို့ဆိုကိုတိထားခဲ့ရင်တောင်မှကိုမပြောနိုင်ဘူးလို့သူတို့ထင်သွားမှာပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ဘာတွေတည်လာရမလဲဆိုလို့ရှိရင်စားစရာအချောက်ချမ်းက2လစာလောက်ကိုတည်လာဘာလို့လဲဆိုရင်အင်တာဗျူးသွားရမယ်အလုပ်ရှာရမယ်ဆိုတဲ့အချိန်မှာကိုကချက်ရပြုတ်ရအချိန်မရဘူးဆိုလို့ရှိရင်ကိုပါလာတဲ့ဟာကိုပဲစားဖို့အတွက်ပေါ့နော်အချောက်ချမ်းဆိုတာကလည်းဒီနိုင်ငံမှာကနည်းနည်းဒီလိုလက်ဖက်တွေပြီးရဲ့ခါကျရင်ငချောက်တွေအဲ့လိုပဇွန်ချောက်တွေတို့ဒီမြန်မာအစားအစာတွေနဲ့ပတ်သက်ပြီးတော့အဲ့လိုငချောက်ကြော်တွေအဲ့လိုငပိတွေဘာတွေကရှားတယ်ဒီမှာကနေရာတိုင်းမှာဝယ်လို့မရဘူးမြန်မာဆိုင်တွေမှာပဲတီးတန့်ဝယ်လို့ရတာပေါ့နော်အဲကြောင့်မလို့အဲ့ဒီဟာတွေကိုအဓိကထားတဲ့ကျန်တာတွေကမလို့ဒီမှာကပြီးရင်ဆေးတွေကဈေးကြီးရယ်ကိုဘာတောက်တက်လဲကိုဘာယောဂအခြေအနေဖြစ်နေလဲဆိုတာကိုယ်တိုင်ကအသိဆုံးပဲတယောက်နဲ့ကတော့မတူဘူးပြီးရင်အဲ့လိုမျိုးဖျားနာတဲ့ဆေးတွေနဲ့ပတ်သက်ပြီးတော့ချောင်းဆိုးတဲ့ဆေးတွေနဲ့ပတ်သက်ပြီးတော့အများကြီးတဲ့ခဲ့ဘာလို့လဲဆိုတော့ယာတီဥတုကမတူတဲ့အတွက်ကိုမြန်မာနိုင်ငံကရောက်ချင်းမှာဖြစ်တတ်တဲ့လူတွေအများစုကအဲ့လိုချောင်းဆိုးတာတို့နေမကောင်းဖြစ်တာတို့အများအားဖြစ်တတ်တယ်ပေါ့နော်သူ့ရဲ့ယာတီဥတုကအရန်ပူတဲ့ယာတီမှာရောက်လာမယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ဒဏ်ကိုမခံနိုင်မဲနဲ့အဲ့လိုချောင်းဆိုးတာတို့ဘာလို့ဆိုအရန်ဖြစ်တယ်အဲ့ဆိုကိုကပူတဲ့ယာတီမှာလာမယ်ဆိုလို့ရှိရင်ဓာတ်စားတွေဘာတွေများတည်ခဲ့ပေါ့နော်တီးဆုံဓာတ်စားတို့ဘာလို့ဆေးတွေဘာတွေဆိုကိုတောက်တက်တဲ့ဆေးတွေဘာဒီမှာဆိုဆေးကအရန်ဈေးကြီးတဲ့ခါကြတော့လေအရန်အဲ့လိုမျိုးကိုတောက်တက်တဲ့ဆေးတွေအဓိကထားတယ်ပေါ့နော်လူသုံးကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ကြတော့နည်းနည်းပါးပဲယူတာအဲ့မှာစောင်းတွေခေါင်းတွေတချို့ဆိုတည်လာတယ်တည်စရာမလိုဒီမှာကလေ1000လောက်ပေးလို့ရှိရင်စောင်းလဲရရခေါင်းလဲရရအဲ့လိုမျိုးအကုန်ဝယ်လို့ရတယ်ကွာday to day တို့အဲ့လို Nestro တို့လို market တွေမှာဆိုအရန်ပေါ်တယ်အင်ဂျီတို့ဘာလို့ဆိုလို့ရှင်လဲဒီတိုင်းပဲဒီမှာအနွေးတွေတို့ဘာလို့အကုန်ရတယ်ဒါပေမဲ့တချို့ interview ကိုသွားဖို့နဲ့ပတ်သက်ပြီးတော့ style ပုံစံမျိုးတွေ style ပန်တို့ဘာလို့ပုံစံမျိုးတွေဆိုရင်တော့နည်းနည်းပါးတော့တည်ခဲ့ပေါ့နော်လူသုံးကုန်ပစ္စည်းတွေကတိတ်ပြီးတော့မလို့အဓိကဒီနေ့ဒါပြောပြပေးချင်တာပေါ့နော်ထပ်ပြီးတော့သိချင်တာရှိလို့ရှိရင်လည်း comment မှာဝင်ပြီးတော့မှန်သွားလို့ရတယ်။ဘာကြီးထပ်သိချင်သေးလဲပေါ့နော်။ဒါကတော့ basically accountant တယောက်အနေနဲ့လှုပ်လာရှာမယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဘာတွေပြင်ဆင်ဖို့လိုလဲဆိုတာအဓိကထားပြီးတော့ပြောပြပေးသွားတာပေါ့နော်။ကျေးဇူးတင်ပါတယ်။